တော့ကျွန်တော်တို့ဒီ analysis လုပ်မယ်ဆိုရင်ကျွန်တော်ရဲ့ website ပေါ့နော် teza.databe.com ဆိုတဲ့ website လေးကိုဝင်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အရင်ဦးဆုံးဒီ financial ratio analysis လုပ်မယ်အဲ့တော့ investing.com ဆိုတာလေးကိုနှိပ်လိုက်မယ်အဲ့တော့ကျွန်တော်အခုရွေးထားတဲ့ company ကတော့ဘယ် company ကိုရွေးထားလဲဆိုတော့ Adobe ကိုရွေးထားတယ်ပေါ့နော်အဲ့တော့ analysis လုပ်တဲ့ date ကလေးကိုထည့်ပေးဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဈေးနှုန်းတွေကနေ့တိုင်းနှီးပါပေါ့နော်ဈေးကွက်ဖွင့်တဲ့နေ့တိုင်းကသူကအပြောင်းလဲရှိတယ်ပေါ့နော်အဲ့တော့ဈေးကွက်ဖွင့်တဲ့နေ့တိုင်းအပြောင်းလဲရှိတဲ့အတွက်ကျွန်တော်တို့ date ကတော့ရေးထားတင်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်က14ရက်5လ2025မှာ analysis လုပ်မယ်အဲ့တော့ company ရဲ့နာမည်ကတော့ Adobe ပေါ့နော်အဲ့တော့ ADBE ပေါ့နော် Adobe ပြီးရင်ဒီမှာ Adobe ရဲ့ current price ကိုရေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ investing.com ရဲ့ဟောဒီ search မှာ ADBE လို့ကျွန်တော်ရိုက်လိုက်မယ်ပေါ့နော်အဲ့တော့ ADBE လို့ရိုက်လိုက်မယ်အဲ့တော့ Adobe Store ရဲ့လက်ရှိပေါက်ဈေးက391.68ဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်သူ့ရဲ့ price ကိုရေးလိုက်မယ်391.68ပေါ့နော်ဒါသူ့ရဲ့ဈေးနှုန်းပေါ့နော်ဒါဒေါ်လာပေါ့နော်US ဒေါ်တွေဖြစ်တဲ့အတွက်ဒါဒေါ်လာနဲ့ပဲတွားမယ်ဆိုတာသိပြီးသားပါเนาะအဲ့တော့ကျွန်တော်တို့အခု financial ratio တွေကြည့်မယ်ပေါ့เนาะအဲ့တော့ financial ratio တွေကြည့်မယ်ဆိုရင်ဒီမှာ financial ရှိတယ်ပေါ့เนาะအဲ့တော့ financial ကနေပြီးတော့ဘယ်ကိုတွားမယ်ဆိုတော့ ratio ဆိုတာလေးကိုနှိပ်လိုက်ပေါ့ okay အဲ့တော့ကျွန်တော်ကြည့်ရအောင်ပေါ့เนาะသူ့ရဲ့ PE ratio ပေါ့သူ့ရဲ့ PE ratio က29တန်းမှာနေရတယ်။ကျွန်တော်ရေးလိုက်မယ်ပေါ့နော်။29တန်းမှာနေ။ Okay သူ့ရဲ့ပြိုင်ဘက် company ပေါ့နော်ဒီ industry average ပေါ့နော်သူ့ရဲ့ပြိုင်ဘက် company တွေကအရှုံးပေါ်နေတဲ့အချိန်မှာသူက29တန်းမှာနေဒါအရှုံးပေါ်နေလို့အနှုတ်ပေါ်နေတာ။3တန်းမှာ5နှစ် sorry 53တတမှာ53အနှုတ်ကလေးပါလို့เนาะအနှုတ်ကလေးပါနေတယ်တတိထားပါအနှုတ်ကလေးပါနေတယ်ဆိုတာရှုံးတာပါဒါဆိုရင်ဒီ PE ratio အရာဆိုရင်ဒါ15မဲ့ရသွားပြီလို့ပြောလို့ရတယ်ပေါ့เนาะပြိုင်ဘက်ကုမ္ပဏီတွေအရှုံးပေါ်နေတဲ့အချိန်မှာဒီ Adobe က PE ratio က29တန်းမှာ2ရှိတယ်เนาะအဲ့တော့ဒါ15မဲ့ရသွားပြီလို့ပြောလို့ရတယ်ပေါ့เนาะ okayဒီလိုလေးလှည့်ပေးရမှာเนาะပြိုင်ဘက်ကုမ္ပဏီထက်သူကနည်းတယ်ပေါ့เนาะဒီကိန်းကနအောင်သွားမကြည့်နဲ့ဒါအရှုံးပေါ်နေကျွန်တော်တို့ဒီလိုပဲလှည့်ပေးရမယ်เนาะ industry ဘက်ကများနေတယ်ပေါ့เนาะ PE ratio ကအဲ့လိုပဲသတ်မှတ်ပေးရမယ်ကဲအဲ့ဆိုကျွန်တော်တို့ PB ratio ကိုကြည့်မယ်အဲ့တော့ PB ratio ကကျွန်တော်တို့ price to book เนาะ PB ratio ကပြိုင်ဘက်ကုမ္ပဏီတွေဆိုရင်14စားလောက်ရှိတယ်14တန်းမှာတစ်ခွန်เนาะ Adobe ကဘယ်လောက်ပဲရှိလဲဆိုတော့17တန်းမှာ6နှစ်17တန်းမှာ6နှစ်เนาะသူရဲ့ပြိုင်ဘက်ကုမ္ပဏီကပြိုင်ဘက်ကုမ္ပဏီတွေဒါအားလုံးပေါင်းထားတာပေါ့เนาะသူ industry average အနေနဲ့ထုတ်ထားတာ14တန်းမှာတစ်ခွန်အဲ့တော့ PB ratio ကနည်းရင်ကောင်းတာဖြစ်ပါတယ်အဲ့တော့ PB ratio ကနည်းရင်ကောင်းတာဖြစ်တဲ့အတွက်အဲ့တော့ဘယ်နှမှတ်ရပါလဲဆိုတော့10မှတ်ထပ်ရတယ်ပေါ့နော်အဲ့တော့စုစုပေါင်း25မှတ်ရပါပြီเนาะအဲ့တော့ PE ratio ကိုပြန်ပြောမယ်ဆိုရင်တော့ပြိုင်ဘက်ကုမ္ပဏီတွေအရှုံးပေါ်နေတဲ့အချိန်မှာ Adobe ကအရှုံးမပေါ်တဲ့အတွက်15မဲ့ရထားတယ်ပေါ့နော်အနှုတ်ပေါ်သွားပြီဆိုရင်ဒီလိုမျိုး size မဲ့လှည့်ပေးရမယ်အဲ့တော့ PB ratio ကလည်းပြိုင်ဘက်ကုမ္ပဏီတွေထက်သူကနည်းတာဖြစ်တဲ့အတွက်ဈေးနှုန်းတင်တဲ့ stock လို့ပြောလို့ရတယ်လောလောဆယ်သူက25မဲ့ရသွားပြီအဲ့တော့အမြတ်အစွန်းထွက်မထွက်ကျွန်တော်ကြည့်မယ်
အဲ့တော့အမြန်ဆုံးထွက်မထွက်ကိုဟိုအောက်ထိဆွဲလိုက်မယ်ပေါ့နော်အဲ့တော့ဒီ return on equity TTM ဆိုတာကိုကြည့်မယ်နော် file ရအောင်မကြည့်ဘူး TTM ကိုကြည့်မယ်ကျန်သူက49.28အမြန်ဆုံးတော်တော်ကောင်းတယ်ပြိုင်ဘက်တွေက10.4ခုမှရှိတာသူက49.28ရာခိုင်နှုန်း49.28ရာခိုင်နှုန်းရှိတယ်နော်သူရဲ့ပြိုင်ဘက်တွေကဘယ်လောက်ပဲရှိတယ်ဆိုတော့10.4ခုနေတာပါနော်အဲ့တော့အမြတ်ကြတော့များရင်ကောင်းတာမဟုတ်လားเนาะအဲ့တော့ကုမ္ပဏီဘက်ကများတာကောင်းတယ်အဲ့တော့အမြတ်ကြတော့ကုမ္ပဏီဘက်ကများတယ်အဲ့တော့နောက်ထပ် Adobe ကဘယ်နှမှတ်ထပ်ရလာလဲဆိုတော့15မှတ်ထပ်ရလာတယ်အဲ့တော့အခုဘယ်လောက်ဖြစ်သွားပြီလဲဆိုတော့အမှတ်40ဖြစ်သွားပြီအဲ့တော့ကျွန်တော် current ratio လေးကိုထပ်ကြည့်မယ် current ratio ကိုတွားကြည့်လိုက်တော့တိတ်တော့မကွာပါဘူးเนาะဒါပေမဲ့လည်းပြိုင်ဘက်တွေကပိုအဆင်ပြေနေတယ်ပေါ့နော် current ratio ကများရင်ကောင်းတာအများရင်ကောင်းတာဆို1.18 နဲ့ 1.85 ပြီးရင် 1.85 ဘယ်သူကများနေတယ်ဆိုတော့ပြိုင်ဘက်ကများတာဆိုတော့ဒီမှာဒီ9မှတ်တော့မရတော့ဘူးเนาะ current ratio လို့ဟာမျိုးကကုမ္ပဏီကများနေရမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ DE ratio ကိုကြည့်မယ် DE ratio အကျွေးပေါ့နော်အဲ့တော့ DE ratio ကဒီဟာကိုကြည့်ရပါတယ် total debt to equity ပြိုင်ဘက်ထက်နည်းပါတယ်50.12 နော်ပြိုင်ဘက်က59.45အကျွေးဆိုတာနည်းရင်ပိုကောင်းတယ်လေအဲ့တော့59.45ပြိုင်ဘက်ကများတယ်နော်ပြိုင်ဘက်ကုမ္ပဏီတွေကများတယ်အဲ့တော့ဒီမှာ9မှတ်ထပ်ပြရတယ်ဆိုတော့အဲ့တော့ဒီမှာတင် Adobe က45မှတ်ရသွားပါပြီနော်အဲ့တော့ PE ratio ဆိုတာကုမ္ပဏီဘက်ကနည်းရင်ကောင်းတယ် PB ratio ဆိုတာလည်းနည်းရင်ကောင်းတယ် ROE အမြတ်ကြတော့ကုမ္ပဏီကများရင်ကောင်းတယ် current ratio ကကုမ္ပဏီကများရင်ကောင်းတယ်နော်အဲ့တော့ DE ratio ကကုမ္ပဏီဘက်ကအကျွေးဆိုတော့နည်းရင်ကောင်းတယ်နော်အဲ့တော့ဒီမှာဆိုရင်တော့သူကဒီ current ratio တစ်ခုပဲအဆင်မပြေဖြစ်သွားတာနော်အဲ့တော့အဆင်မပြေဖြစ်သွားတာဆိုတော့ဒီမှာ9မှတ်လျော့သွားပြီပေါ့နော် Adobe က Okay ဒါပဲလဲဆိုတော့မဟုတ်သေးဘူးကျွန်တော်တို့ကဒီ F score set score တွေ GS score တွေကြည့်ရပါအောင်မယ်အဲ့တော့အဲ့ဒါတွေမကြည့်ခင်မှာကျွန်တော်ဒီ website ပေါ့နော်ဒီ website မှာရှိတုံးဒီဘာလေးကိုကြည့်လိုက်မယ်ဆိုတော့52 week range လေးကိုတစ်ခါလေးတွက်ထုတ်လိုက်မယ်ပေါ့နော်အဲ့တော့52 week range လေးကသူကဘယ်လောက်ရှိတယ်ဆိုတော့33နှစ်.3ရယ်58ခွန်.5ရယ်အစား2 main value က459.88เนาะအဲ့ဒါလေးကျွန်တော်ဒီ website မှာရှိတုံးလေးเนาะ every price က459.88ဟုတ်တယ်เนาะ okay 459.88အဲ့တော့လက်ရှိ current price ကဘယ်လောက်ပဲရှိတယ်ဆိုတော့39.68အဲ့တော့ current price က main value ထက်ပါဖြစ်နေတယ်ဆိုတော့နည်းနေတာဖြစ်တဲ့အတွက်ဒါအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်အဲ့တော့ဒါဘယ်နှမှတ်ရပြီလဲဆိုတော့9မှတ်ထပ်ရပြီเนาะ average price เนาะ average price ကဘာ value ထက်များနေရမယ်ဆိုတော့ current price ထက်များနေရမယ်အဲ့တော့9မှတ်ထပ်ရပြီเนาะအဲ့ဒီမှာ season လေးကြာအောင်လို့သူ့ရဲ့အနည်းဆုံးဈေးတန်းလေးနဲ့အမြင့်ဆုံးဈေးတန်းလေးပါကျွန်တော်ထည့်ပေးလိုက်ပါမယ်3.2.31ပြီး52 week 52 week 52 week က58ခွန်.5နော်အဲ့တော့ Adobe ကတော့လောလောဆယ်အမှတ်50ရပါပြီကဲအဲ့ဒါဆိုကျွန်တော်တို့ကဒီမှာဘာတွေထပ်ဖြည့်ရမယ်ဆိုတော့ Pioski F score နဲ့ Adamant Z score ထပ်ဖြည့်ရမယ်ပေါ့နော်
တော့အဲ့လောက်ကျွန်တော်တို့ကဘာမှတွားကြည့်မလဲဆိုတော့ဒီ group focus မှာအလွယ်တကူကြည့်လို့ရတယ်เนาะအဲ့တော့ group focus ကိုနှိပ်လိုက်ကိုကြည့်ချင်တဲ့ store ဒီမှာရိုက်လိုက်เนาะ Adobe ဆိုပြီးပေါ်လာမယ်ဒါလေးပေါ်လာရင်ဒီအောက်လေးကိုဆွဲဒီမှာ Bioski F score เนาะ6မှတ်ပြီးတာ9မှတ်ရတယ်ကျွန်တော်တင်ထားပြီးသားခွန်8 9ဆိုရင်ကောင်းတယ်เนาะအဲ့တော့အခုကသူကဘယ်နှမှတ်ရလဲဆို9မှတ်ရတဲ့9မှတ်Bioski S score ကသူပေးတာ7 by 9အဲ့တော့10မှတ်ထပ်ရပါတယ်เนาะအဲ့တော့ Adamant Z score ကျွန်တော်ကြည့်လိုက်မယ် Adamant Z score က 9.9 သူက3ကျော်ရင်ကောင်းတယ်လို့ကျွန်တော်သင်ထားတယ်เนาะအဲ့သူက9.9 ရတာဖြစ်တဲ့အတွက်နောက်ထပ်5မှတ်ထပ်ရပါပြန်ပြီเนาะ Adamant Z score က 9.9 လုံးဝ DY ခံရမယ့်ကိစ္စမရှိနိုင်ဘူးเนาะအကျွေးတော်တော်လေးကိုဟိုစီမံခန့်ခွဲနိုင်တဲ့ကုမ္ပဏီတို့ပြောလို့ရတယ်ပြီးတော့ GS score ကိုကြည့်မယ်ပေါ့နော်GS score ကကျွန်တော်တို့ပြောတဲ့ဒီ profitability တွေ growth တွေ GF value တွေ momentum သူက momentum တစ်ခုပဲမကောင်းတာเนาะတော်တော်များများတော့ကောင်းတယ်သူကအမှတ်100ပြီးတော့68မှတ်အောင်ရတယ်ရမ်းမိုက်တယ်69ပိုင်း100တဲ့เนาะ100ကပ်ဖို့3မှတ်ပဲလို့เนาะဒါတော်တော်ကြီးကောင်းတဲ့ကုမ္ပဏီလို့ပြောလို့ရတယ်ဒီကောင်လေးကဒါတွေကအမှတ်ပြည့်ပဲအဲ့ဒါကျွန်တော်ကဒါ intrinsic value ပဲကျွန်တော်တို့ချက်ကြည့်ရတော့မှာအဲ့တော့ intrinsic value ကြည့်မယ်ဆို alpha spread ကိုကျွန်တော်တို့ကနှိပ်ရမှာပေါ့နော်အဲ့မှာဒီမှာ ADB လို့ရိုက်လိုက်အောင်မယ် okay under values ဖြစ်တယ်เนาะအဲ့တော့ DC ရဲ့ value က 383.35season ရအောင်ကျွန်တော်ရေးလိုက်ပါမယ်မရေးလိုက်ရပါတယ်เนาะ383.5ဘာလို့လဲကျွန်တော်ဒီ intrinsic value တန်းရေးလိုက်တယ်ရတာပဲကို related က963.64 okay intrinsic value ကတော့ဒီနှစ်ခုရဲ့ average ပေါ့เนาะအဲ့ဒါကတော့ဒီမှာ auto တွက်ထုတ်ထားပြီးတာ4.3.34okay အဲ့တော့အခုက under လား over လားတဲ့သူကပြောတဲ့အတွက် under second အဲ့ကျွန်တော်ဒီမှာရေးလိုက်မယ် under ဘယ်လောက်တော့ဖြစ်နေလဲဆိုတော့ under second percent အဲ့တော့ under ဆိုရင်ကျွန်တော်တို့ကဒါဝယ်လို့ရပါတယ်เนาะအဲ့တော့ဒီမှာတင်သူကဘယ်နှမှတ်ထပ်ရပါရဲဆိုတော့နောက်ထပ်အမှတ်20ထပ်ရတယ်အဲ့တော့ remark အနေနဲ့ပြောရမယ်ဆိုရင်တော့ 2D channel တွေအကုန်လုံးအမှတ်ပြည့်ရတယ်ဟောဒီ current ratio မှာပဲတဒတ်မလေးအနေငယ်နဲ့ကတ်ပြီးတော့9မှတ်ရော့သွားတာဖြစ်ပါတယ်အမှန်ဆိုရင်အမှတ်100တောင်ပြီးလို့ရတဲ့ stock အမျိုးအစားဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိမှာတော့ Adobe ဒီအမှတ်100ပြီးတာ9မှတ်ပဲရော့တာဖြစ်တဲ့အတွက်ဘယ်နှမှတ်ရလဲဆိုတော့65မှတ်ကြပါတယ်65မှတ်ရတဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ Adobe Store ကိုဘာလုပ်တင်လဲဆိုတော့ဘိုင်တင်တယ်လို့ဆုံးဖြတ်ရမှာပေါ့เนาะဒါပါပဲဒါကျွန်တော်တို့ဒါ analysis ဘယ်လိုလုပ်လဲဆိုတာပေါ့เนาะအဲ့တော့အမှတ်80နဲ့အထက်ရတယ်เนาะ80နဲ့အထက်ရတယ်တူဒီအခု65မှတ်တောင်ရတယ်เนาะဒီနေရာလေးဒါကျွန်တော်တို့က current ratio လေးဒါအဆင်ပြေသွားရင်တော့အမှတ်100ရမှာပေါ့เนาะအဲ့တော့ကျွန်တော်ဆိုရင်တော့ဒီ Adobe Store ကိုလက်ရှိအချိန်ဒီမှာဝယ်မလားဆိုရင်တော့ဒီဈေးတန်းအရဆိုရင်ကျွန်တော်ဝယ်မှာဖြစ်ပါတယ်ဒါပေမဲ့နောက်နေ့ကျရင်တော့ဒီဈေးတန်းပြောင်းရင်ပြောင်းမှာเนาะဒီဈေးတန်းပြောင်းသွားရင်တော့ဒီ PE ratio တွေ PB ratio တွေဒီ intrinsic value တန်ဖိုးတွေအကုန်လုံးပြောင်းသွားနိုင်တယ်အဲ့တော့ဒီဟာဒီနေ့တိုင်း analysis လုပ်ရမှာဈေးကွက်ဖွင့်တဲ့နေ့တိုင်း analysis လုပ်ရမှာเนาะဈေးကွက်ဖွင့်တဲ့နေ့တိုင်း analysis မနှုတ်နိုင်ဘူးဆိုရင်တော့မှတပတ်ခေါက်လောက်တော့ analysis လုပ်တင်ပါတယ်เนาะကိုဝယ်မဲ့ stock တွေကိုပေါ့เนาะတပတ်တစ်ခေါက်လောက်တော့အနည်းဆုံး analysis လုပ်တင်တယ်လုပ်တင်တာကတော့ current price ကနေတိုင်းပြောင်းတာဖြစ်တဲ့အတွက်နေတိုင်းအောင်လုပ်ရမှာပေါ့เนาะကျွန်တော်တို့ရုံးမှာဆိုရင်လည်းဒါနေတိုင်းလုပ်တယ်stock ပေါင်းအခု100ကျော်ရှိတယ်ကျွန်တော်တို့ analysis လုပ်တဲ့ဟာเนาะအဲ့ stock ပေါင်းအခု100ကျော်ကျွန်တော်တို့ analysis နေတိုင်းလုပ်ပါတယ်နေတိုင်းလုပ်ပြီးတော့မှဝယ်တင်တဲ့ stock တွေကိုကျွန်တော်တို့ရွှေ့ထုတ်ပါတယ်เนาะ okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါ Adobe ရဲ့ stock ကို analysis လုပ်တာပြီးသွားပါပြီနောက် video မှာနောက်ထပ် stock တစ်ခုကို analysis ထပ်လုပ်ပြပါမယ်